ဒီတစ်ခါမှာတော့ဗာလဲကျိုးရှူအပန်ကိုသူကတစ်စက္ကန့်6စက္ကန့်5စက္ကန့်လုံးနဲ့အခါတဲ့10မိနစ်အတွင်းပေါ့နော်အမောက်သိမ့်မယ်ဆိုတော့သူကရေယူချက်နဲ့လာတာနော်ဒါပေမဲ့သူကြံစီတဲ့ဟာမအောင်မြင်လိုက်ဘူးလို့ပြောရမှာပေါ့နော်ဒီမှာကြည့်ကြရအောင်သူကန်တဲ့ကန်ချက်ကိုနော်ဘယ်လိုကန်ချက်တွေလဲဆိုတာလို့ခေါ်တယ်ဟဲ့ဂျိုရှွာဘန်ဟဲ့ချန်ပီယံဖြစ်သွားပြီဟဲ့မလေးဒီမှာစောက်မြော်နေတာဟဲ့လက်ကျိုးသွားပါပြီဟဲ့ဒီမှာဟဲ့ဟယ်လိုဒီခါမှာတော့အရန်တပေါ်ကြားဆရာကောင်းတယ်နော်အရန်တပေါ်ကြားဆရာကောင်းတဲ့အရာတစ်ခုကိုတင်ဆက်ပေးပါမယ်ခင်ဗျာဒီခါမှာတော့ဗာလဲဆိုတော့နော်ကျိုးရှူဝဘန်ကိုတိတလားတဲ့ဟိုမှာလည်းခတ်တည်တယ်ပဲနော်တိပါတယ်တဲ့ဗာလဲဆိုတာကြည့်ကြကျိုးရှူဝဘန်တိလားကျိုးရှူဝဘန်တိတယ်မိုင်းတယ်မိုင်းတယ်မိုင်းယူအတင်းရတယ်နော်ကျိုးရှူဝဘန်မိုင်းယူအတင်းရပါတဲ့ကျိုးရှူဝဘန်တိလားကျိုးရှူဝဘန်တိလားမိုင်းတယ်မိုင်းတယ်ကဲဒီတစ်ခါမှာတော့ဗာလဲဆိုတော့ကျိုးရှူအပိုင်နိုင်တော့တဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံဒူနိုင်ငံတာအားလုံးလေပြောဆောင်ရတယ်နော်စက်ကပိုင်းကဘလို့ပဲနိုင်ကွာနိုင်ကိုရေးကြည့်တယ်ကျွန်တော်ရှင်းပေးမှာပေါ့အားလုံးပဲပြောဆောင်ရတယ်ပေါ့နော်ဒီကိုကြီးရရကျိုးရှူအပိုင်နိုင်ပါပြီစက်ကပိုင်းကဘလို့ပဲနိုင်ကွာနိုင်ကိုရေးကြည့်တယ်ဟောဖြတ်ပြီးတော့မှဂုတ်ကိုဖြတ်ကန်တာပြုတ်ကြတာဗျအကြနာသွားတာလက်ကျိုးရတယ်ဒါပေမဲ့ကျွန်တော်ကအခုဒါပြီးချင်းပြောရဲဆိုတော့သူဘယ်နာလေးကျိုးသွားဆိုတော့သူပြီးမှထုတ်ပြန်လိုက်မယ်သလားစက္ကန့်မှပဲကြာတယ်နိုင်သွားတာမလေးဒီဘွဲကိုအားပေးဖို့တော့ဗျာမနေ့အလုပ်တွေများနေတဲ့ကြားတွေကမှအားပေးတာကြော်ရှူပန်း share ပဲကွာကျွန်တော်မြန်မာပြည်သက်တွေကတော့ share ပဲကျွန်တော်ကြည့်တာကျွန်တော် line တွေရှာအကောင်းဆုံး line ကိုလိုက်ရှာကျွန်တော် friend တွေကအများကြီးပဲဗျာကျွန်တော်လာပြီးပို့ကြတာကျွန်တော်ကြည့်တာတချို့ဆိုလို့ရှိရင်အလုပ်တော့မလုပ်ဘဲနဲ့ဟိုဒါအလုပ်ပြစ်ပြီးတော့မှဒါကြည့်တာเนาะဒါသူတို့ TV ကြည့်တဲ့ဟာတော့သူ dial light လွှင့်ပြီးတော့မှကြည့်တာဒီပွဲကိုစောင့်နေတာအကြာကြီးပဲကဲတန်နေဗျာကြော်ရှော့ဒါဘယ်လိုပဲနိုင်ဗျာကျွန်တော်လိုချင်တာကတော့ဒါပွဲကို18အောင်ဆွဲပြီးတော့မှထိုးတာလိုချင်တာဗျာဒါကျွန်တော်မြန်မာပြည်သက်ကတကယ်ကိုကျွန်တော်သဘောကျတယ်ဘာလို့ဒါအောင်လာတော့ကလည်းအောင်လာမလို့ဒါတန့်စင်တော့ကလည်းတန့်စင်ကရှုံးလို့ဒါဟိုဖြစ်တာတန့်စင်တော့ကလည်းတော်အားပေးကြတာပဲကျွန်တော်မြန်မာပြည်သက်ကတော့တကယ်တော်ချစ်ကျူးတယ်ဆိုတော့အတိကဗျာအားကစားမှာဒါလက်ဝဲပဲဖြစ်ဘောလုံးပဲဖြစ်ဘယ်နေရာပဲလာဗျာတကယ်လုံနိုင်ဖို့ပဲမြန်မာပြည်သက်ကတော့ပါပြီးသားအခုဂျော်ရှူဝါဘတ်ဆိုတကယ်မြန်မာပြည်သက် share ပဲ share အများကြီးရတာလေဆိုတော့ကျွန်တော်လည်းအားပေးတယ်ကြိုက်တယ်ဒီကောင်လေးကိုလေတကယ်ကြိုက်တယ်ဆိုတော့ဂျော်ရှူဝါဘတ်အားပေးတယ်ဗျာကဲအားပေးစကားလေးပြောတော့ကြပါအောင်ဂျော်ရှူဝါဘတ်ကိုဆက်လက်ပြီးတော့မှလည်းကျိုးသားပါအောင်လို့ပြောပေးခြင်းနဲ့ဒီတစ်ခါမှာတော့ဗာလဲဆိုတော့ကျွန်တော်တို့ရဲ့ fighter မမကိုနော်ရှူအပါနဲ့အောင်လာအစံကသူတို့ခပတ်ကိုပြာယူမှာဒါလေးယူရမယ်ပေါ့နော်ဆော့ပါလိညာလေးပေါ့အားလုံးကြည့်ကြ Veronica, you're next, all right? So my sister, we got it. You next. Let's go. my Veronica, you're next, all right? So my sister, we got it. You next. Let's go. Veronica, you're next, all right? So my sister. တော့မသိဘူးဒါပေမဲ့ကျွန်တော်ရဲ့ plan ခါကျတော့ပေါက်ကွေးဒီကျွန်တော်ရဲ့ focus ထားမဲ့အလုပ်တွေကျွန်တော်တတ်လုပ်တယ်ကျွန်တော်ပျော်ရွှင်ရမယ့်အချိန်ကျွန်တော်တတ်ပျော်တယ်ဒီအလုပ်ကိုကျွန်တော်လုပ်တယ်ဒါပေမဲ့တခြားဟာကျွန်တော်ပျော်လို့မရဘူးဆိုတာအဲ့လိုမျိုးမရှိဘူးတင်တို့လည်းအဲ့လိုမလုပ်ရဘူးအဓိကကွာလူတယောက်ကကိုယ့်ရဲ့စီကံချက်ကိုယ့်ရဲ့ကိုဘာလုပ်နေရဆိုကိုယ့်ကိုတီးဖို့လိုအပ်တယ် pro ဖြစ်စေချင်လို့ကျွန်တော်ကွာအဲ့လိုမျိုးမြင်စေချင်လို့ကျွန်တော်ပုံစံကအဲ့လိုဖြစ်နေရလေကျွန်တော်လာအားမပေးနဲ့ပေါ့မကြည့်သွားနဲ့ပေါ့မကြည့်လည်းမကြည့်နဲ့ပေါ့မှန်လည်းမမှန်သွားနဲ့ပေါ့လူတယောက်ကိုဘာဖြစ်လို့စောက်ပေါ်ကြီးဟိုဟာကြီးဘာဖြစ်လို့အဲ့လိုလိုက်ပြီးတော့ကျွန်တော်ပဲပြောတော့မတခြားလူကိုလည်းအဲ့လိုလိုက်ပြောနေရပဲတီတို့ရဲ့အသွေးတွေအဲ့လောက်ထိသွေးတိမ်နေသလားပေါ့လောကကြီးကိုကိုကလေတီးရမယ်လေလောကကြီးကိုဘယ်လိုနေထိုင်ရမလဲဆိုတာကိုတီးရမယ်တီးမှပဲကိုဒီလောကကြီးကိုပျော်ရွှင်ရတာတိလားနည်းနည်းအမြင်ကျဲပေါ့အမြင်ကျဲဆိုနည်းနည်းလေးလာအောင်မှ Instagram မှာသွားကြည့်ဘယ်ခပ်ပဘယ်နှခုရှိတဲ့ UFC fighter အောင်မြင်မှုတွေအများကြီးပဲသူများပျော်ရွှင်မှုတွေပဲရှာတယ်ဒီတစ်ခုဝါဒနာပါလိုက်လို့နောက်တစ်ခုဝါဒနာမရှိတော့ဘူးမလုပ်ရတော့ဘူးဆိုအဲ့လိုမျိုးမရှိဘူးကိုဝါဒနာရှိတဲ့ဟာကိုသွားလို့ရတယ်ဒါပေမဲ့ကိုရဲ့ဝါဒနာကိုမိုင်းဇက်ဟိုဘယ်လိုပြောမလဲကို focus ထားတဲ့အရာကိုဒီဟာဖြစ်ချင်တဲ့အရာကို
အဲ့ဒါကိုရအောင်သွားဒါပေမဲ့တခြားရဲ့ဝါသနာကိုအပျော်သဘောလိုပဲဖြစ်ဖြစ်ကိုစိတ်တက်တာရစီတဲ့နေရာတနေရာပဲဖြစ်ကိုလှုပ်လို့ရတယ်တိလားကိုလွတ်လပ်စွာနေလို့ရတခြားလူမထိခိုက်အောင်ရပြီနော်ဆိုတော့အရင်လူတွေကိုနည်းနည်းတွေ့ကြည့်လိုက်တာနဲ့မကောင်းတဲ့အတွေ့အမဖြစ်စေချင်ဘူးကွာအဲ့ဒီအပေါ်ရန်ကိုပဲလိုက်ပြီးတော့ကြည့်ပြီးတော့မှလိုက်ပြီးတော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးကွာနောက်ဆုံးဘယ်လိုပြောချင်လဲဆိုတော့ကိုလှုပ်တဲ့အလုပ်ကိုလည်းကိုစူးစမ်းပြီးတော့လှုပ်ပါကိုပြီးတခြားတာကိုဝဒနာပါတယ်ဟာလည်းလှုပ်ပြီးဥပမာကွာကျွန်တော်ကလက်ဝဲထိုးနေတယ်ကျွန်တော်ဂိမ်းထပ်ဆော့တယ်ဂိမ်းဆော့ရလဲဝဒနာပါတယ်ဒါပေမဲ့ကျွန်တော်ဒီဂိမ်းကကျွန်တော်ရဲ့အိမ်မက်ပန်းတိုင်မဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ထိခိုက်စေတဲ့အရာကိုကျွန်တော်အိမ်ကြီးပြက်ပြီးတော့မှအဆော့နေရမျိုးကျွန်တော်မလုပ်ဘူးအဲ့လောက်ထိတော့ကျွန်တော်မယူသိမလားဆိုတော့အဲ့ဒါကြောင့်မလို့တနေ့ကောင်းအောင်ပဲသွားပါပျော်ရွှင်အောင်ပဲနေပါအကောင်းပဲမြင်ပါနော်ဘယ်သူမှမဆိုပြီးကူညီမယ်ကောင်းအောင်နေမယ်အဲ့ဒါအဲ့လောက်ပဲပေါ့ဘာဖြစ်လို့မကောင်းတဲ့အတွေးတွေနေကြရလဲမသိစဉ်းစားလို့ကိုမရဘယ်တော့ရဲ့ခံယူချက်ကကျတော့လူတွေကိုပျော်ရွှင်စေတဲ့စိတ်ရယ်ပြီးတော့အောင်မြင်မှုတွေအားလုံးအတွက်ယူလာပေးမယ်ဆိုတဲ့စိတ်ပဲရှိတယ်နော်ကျန်တာဘာမှမရှိဘူးမြန်မာနိုင်ငံအားလုံးအတွက်ဒါသမားကောင်းတယောက်ဖြစ်ဖို့ပဲစဉ်းစားနေနော်ဒါကျွန်တော်ရဲ့ရွေးချယ်မှုဖြစ်နေတဲ့အတွက်ကြောင့်မလို့လူတယောက်မအားပေးနေပါစေတင်တို့ရဲ့အသွေးအိမ်ထဲကနေအိမ်ပြေမထွက်တဲ့အသွေးတွေကနေသူများလိုက်ပြီးတော့ပုတ်ခတ်မနေနဲ့တဲ့လားယူစရာတဲ့အသွေးတွေတကယ်တော့ဆောက်ပေါ်မှာနေတို့မျိုးကဆောက်ပေါ်နော်မပြောချင်ဘူးအဲ့ဒါတွေပြောရတာအခုလိုများတကယ်ပဲ အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းအားပေးကြပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်